ကျွန်တော်တို့18ရက်နေ့ပေါ့နော်12နာရီပေါ့ကျွန်တော်ဗီဒီယိုဖိုင်တစ်ဖိုင်တင်လိုက်တာဗျဖိုင်ရှည်လို့တင်မရဘူးဗျတင်မရတော့ကျွန်တော်အစုံပြလို့မရတော့အတူပဲပြတော့မှာနော်အဲ့တော့ကျွန်တော်ဒီမှာပေါ့ခင်ဗျားတို့ကျွန်တော်ပြောမယ်10 break 5 break 10 break 9 break လုံးဝမသုံးပါဘူး3မြ break ပေါ့နော်3မြ break ကတော့နည်းနည်းရန်လာလိုက်မယ်ပေါ့နော်အဲ့တော့အဲ့ break 5လုံးကအားနေပါလေဗျာနော်ဒါပေမဲ့3မြ break တစ်ခွက်တော့ထိုးထည့်ထိုးပဲပေါ့နော်အဲ့တော့အဲ့ဒီလမ်းကြောင်းတွေကဘာဖြစ်လို့လဲဆိုတော့ဒီ883ဆိုတဲ့လမ်းကြောင်းတွေကိုဖြီခဲ့တဲ့ကောင်ပေါ့ဗျာနော်ကိုဖြီကြည့်လိုက်ပေါ့နော်ကျွန်တော်ဖြီရင်ဖိုင်ရှည်သွားမှာဆိုလို့ဒီ883တွေကိုသူက883လို့ထည့်တဲ့လမ်းကြောင်းပေါ့ဗျာနော်သူက8ကို8နဲ့ခက်ကိုတစ်တာလို့8ကို8နဲ့ခက်ကိုတစ်တာလို့3ကို3နဲ့ခက်ကို9တာလို့ပြီးရင်3လုံးပေါင်း8 3လုံးပေါင်း8 3လုံးပေါင်း3 883အဲ့ဒါတွေကို883လို့ထည့်တာပေါ့နော်ဒါလို့8နဲ့ခက်ကိုတစ်တာလို့8နဲ့ခက်ကိုတစ်တာလို့3နဲ့ခက်ကို9တာပေါ့နော်အဲ့ဒါတွေအကုန်လုံးကဒီမှာ break တွေကျနေတယ်ပေါ့နော်အဲ့တော့အဲ့ထဲကနေမှတစ်ခု30 break တစ်ခုတော့3ထားတယ်ပေါ့ဒီ3လုံးပေါင်း1ကို1နဲ့ခက်ကို break 8ပေါ့ဒီ3လုံးပေါင်း1ကို1နဲ့ခက်ကို8 break ပေါ့နော်ဒီ3လုံးပေါင်း9ကို9နဲ့ခက်ကို3 break ပေါ့ဒီ3လုံးပေါင်း9ကို9နဲ့ခက်ကို3မြ break ဆိုပြီးတော့ဒီ30 break တစ်ခုပဲ3ထားတယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီနေ့အဓိကကင်မဲ့အကောင်ကဘာလဲဆိုတော့ကျွန်တော်ဒီ6ထိပ်ကိုကင်ပါမယ်ဗျာနော်6ထိပ်ကိုကင်မယ်ဆိုကျွန်တော်6ထိပ်ကိုပဲအဓိကပြလိုက်မယ်အဲ့တော့မကြိုက်တဲ့ထိပ်စီးတွေကကျွန်တော်တို့3မြ2 3မြ2ထိပ်စီးနောက်ပြီးကျွန်တော်8ထိပ်တွေပါလိမမကြိုက်ဘူးပေါ့ဗျာနော်အဲ့တော့အဲ့ဒါတွေကိုပြရင်နည်းနည်းဖိုင်ရှည်သွားမှာဆိုလို့ဗျာနော်ဒီ3လုံးပေါင်း1ဒီ3လုံးပေါင်း3မြဒီဒီမှာ3လုံးပေါင်းရင်1 3မြ1 6ခွန်9ပေါ့နော်1 3မြ1 6ခွန်9အဲ့တော့1 3မြ1 6ခွန်9တွေနဲ့ကျွန်တော်တို့ပတ်စံရခဲ့တာပေါ့နော်1 3မြ1 3မြ1 6ခွန်9ဆို8ထိပ်ပေါ့နော်3မြ1 6ခွန်9 8ထိပ်3မြ1 6ခွန်9 sorry ဗျာမှားပါလို့ဗျာနော်3မြ1 6ခွန်9ဆိုရင်8ထိပ်ပေါ့နော်အဲ့တော့အဲ့ဒါတော့ပွဲကတော့တိတ်တော့မရှိသေးဘူးဗျာနော်3မြ1 6ခွန်9ဆို8ထိပ်ပေါ့နော်8ထိပ်ဆိုတော့တဲ့8ထိပ်ဆိုတော့10ကွက်ဆက်မူမာက8ထိပ်ဆိုတော့81တခွက်ထည့်ရလိုက်မယ်ဗျာနော်81တခွက်ထည့်ရလိုက်မယ်81တခွက်ကျွန်တော်ထည့်ရလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော်တို့ထိုးမဲ့အပေါက်တွေကျွန်တော်ပြောမယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ကဒီမှာ6ထိပ်ကင်မယ်ပေါ့ဗျာနော်6ထိပ်ကိုကင်မယ်ဆိုတော့6ထိပ်ရဲ့အဓိကကြာလန်းတွေကိုကျွန်တော်ပြမယ်ပေါ့နော်အဲ့တော့6ထိပ်ကင်မယ်ဆိုတော့ကျွန်တော်တို့ကဒီမှာပေါ့ဒီ3လုံးပေါင်း6လို့ရိုက်တာကိုဒီကောင်လည်းမပြဘူးရနော်ဒီကောင်လည်းပြမယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒီ3လုံးပေါင်း6လို့ရိုက်တာကို6နဲ့ခက်ကိုဒီ3လုံးပေါင်း9နဲ့သူကထည့်လိုက်တယ်ပေါ့နော်ဒါဆိုဒီ3လုံးပေါင်း1လို့ရိုက်တာကို1ရက်နဲ့ခက်ကိုဒီ3လုံးပေါင်း8နဲ့ထည့်လိုက်တယ်ပေါ့နော်ဒါဆိုဒီ3လုံးပေါင်း8လို့ရိုက်တာကို8ရက်နဲ့ခက်ဒီ3လုံးပေါင်း1နဲ့ထည့်လိုက်တယ်ဒီ3လုံးပေါင်း9လို့ရိုက်တာကို9နဲ့ခက်ကိုဒီ3လုံး6နဲ့ရိုက်လိုက်တယ်ဒီ3လုံးပေါင်း2လို့ရိုက်တာကို2နဲ့ခက်ကိုဒီ3လုံးပေါင်း4မယ်ဆိုရင်2နဲ့ခက်ကို4မယ်ဆိုတော့ဒီမှာနှလုံးပေါင်း8ရှိနေတဲ့အတွက်6ထိပ်ပေါ့နော်ဒါဆိုအဲ့6ထိပ်ဒီဒါဆို6ထိပ်ကို तू ကဒီပွဲကနေစလာတာပေါ့နော်ဒီပွဲကနေစလာတာပေါ့နော်ဒီပွဲကနေစလာတာဆိုတော့ကျွန်တော်တို့အဲ့ဒီပွဲကနေပဲနောက်ပိတ်တစ်လုံးထည့်လိုက်မယ်ပေါ့နော်ဒါဆိုဒီနှလုံးပေါင်း9ကိုနှလုံးပေါင်း9လို့ရိုက်လိုက်ပြီးတော့3လုံးပေါင်း9နဲ့နောက်ပိတ်ကိုထည့်လိုက်တယ်ပေါ့နော်ဒါဆိုဒီနှလုံးပေါင်း2ကိုနှလုံးပေါင်း2လို့ထည့်ပြီးမှ3လုံးပေါင်း2နဲ့ထည့်လိုက်တယ်ပေါ့နော် sorry ဗျာနော်နှလုံးပေါင်း9ကိုဒီနှလုံးပေါင်း9လို့ထည့်ပြီးမှ3လုံးပေါင်း9နဲ့ထည့်လိုက်တယ်ပေါ့နော်နှလုံးပေါင်း2ကိုနှလုံးပေါင်း2လို့ထည့်ပြီးမှ3လုံးပေါင်း2နဲ့ထည့်လိုက်တယ်ပေါ့နော်နှလုံးပေါင်း8ကိုနှလုံးပေါင်း8လို့ထည့်ပြီးတော့3လုံးပေါင်း8နဲ့ထည့်လိုက်တယ်နှလုံးပေါင်း6ကိုနှလုံးပေါင်း6လို့ကြိုထည့်ထားတဲ့အတွက်3လုံးပေါင်း6ဆိုပြီးတော့68ဆိုပြီးကြိုက်တယ်ပေါ့နော်ဒါဆို68လို့ကြိုက်တယ်ဆိုရင်အဲ့68ကို3ပွဲဆိုင်နဲ့သွားကြည့်မယ်ပေါ့နော်3ပွဲဆိုင်နဲ့သွားကြည့်တော့ဒီ3လုံးပေါင်း3လို့ရိုက်တာကိုတဲ့ဒီ3လုံးပေါင်း3လို့ရိုက်တာကို3နဲ့ခက်ကို9လို့ကြားလိုက်တယ်ပေါ့နော်ဒါဆိုဒီ3လုံးပေါင်းပြန်9ပြီးတော့အနောက်ကိုလည်းဒီ3လုံးပေါင်း9နဲ့တစ်ခွက်တည်းရိုက်လိုက်တယ်ပေါ့နော်ဒါဆိုဒီ3လုံးခွန်လို့ရိုက်တာကိုခွန်နဲ့ခက်ကို3မြထိတ်လို့ကြားလိုက်တယ်ပေါ့နော်ဒါဆိုဒီ3မြကိုဒီ3လုံးပေါင်း3မြလို့ရိုက်ပြီးဒီ3လုံးပေါင်း3မြနဲ့တစ်ခွက်တည်းထည့်လိုက်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ3လုံးပေါင်း9လို့ရိုက်တာကို9နဲ့ခက်ကို3ထိတ်လို့ရိုက်လိုက်တယ်ပေါ့နော်ဒါဆိုဒီ3ကိုဒီ3လုံးပေါင်းရင်3ဆို6ထိတ်ပေါ့နော်ဒီ3လုံးပေါင်းရင်3ဆို8ပိတ်နဲ့68ပေါ့နော်ဒါဆိုအဲ့68တင်ကနန်းကြိုက်တယ်ပေါ့နော်ဒါဆို68တင်ကနန်းကြိုက်တော့ဒုတိယတစ်ခွက်ကကျွန်တော်ဘာကိုသွားမလဲဆိုတော့ဒုတိယတစ်ခွက်ကကျွန်တော်ဒီအပေါ်တွေမှာရိုက်တဲ့ဒီအပေါ်မှာရိုက်တဲ့ဒီနှလုံးပေါင်း8ဒီနှလုံးပေါင်း9ဒီနှလုံးပေါင်း6 8ခွန်6ဒီနှလုံးပေါင်း8ကိုသူကဒီ3လုံးပေါင်း8လို့ရိုက်ပြီးအဲ့ဒီ8ကိုလည်းကျွန်တော်တို့ကဒီ3လုံးပေါင်း8လို့ရိုက်ခဲ့တယ်ပေါ့နော်ဒီ3လုံးပေါင်း8လို့ရိုက်တာကို
အဲ့ဒီ8ကိုလည်းကျွန်တော်တို့ဒီ3လုံးပေါင်း8လို့ရိုက်ပြီးမှ8ထိတ်လို့ထည့်ပြီးမှအဲ့8ကိုဒီ3လုံးပေါင်း8နဲ့တစ်ခွက်တည်းရိုက်ချင်တယ်ပေါ့နော်ဒါဆိုဒုတိယကတ်ကိုသွားမယ်ပေါ့နော်8ပြီးတာနဲ့ကျွန်တော်တို့နှလုံးပေါင်းခွန်လို့ရိုက်တယ်ပေါ့နော်အဲ့ဒီခွန်ကိုလည်းကျွန်တော်တို့ဒီ3လုံးပေါင်းခွန်လို့ရိုက်လိုက်တယ်ပေါ့နော်ဒါဆိုဒီ3လုံးပေါင်းခွန်လို့ရိုက်တာကိုအဲ့ဒီခွန်ကိုလည်းကျွန်တော်တို့ဒီ3လုံးပေါင်းရင်ခွန်လို့ရိုက်လိုက်တယ်ပေါ့နော်အဲ့ဒီခွန်ကိုလည်းဒီ3လုံးပေါင်းရင်ခွန်လို့ရိုက်လိုက်ပြီးခွန်ထိတ်လို့ထည့်ပြီးတော့အဲ့ခွန်ကို3မြရ1ရ6ရပေါင်းခွန်ဆိုပြီးတော့တစ်ခွက်တည်းရိုက်လိုက်တယ်ပေါ့နော်ဒါဆို8ခွန်6ဆိုတော့ဒီနှလုံးပေါင်း6လို့ရိုက်တာကိုလည်းအဲ့6ကိုလည်းကျွန်တော်တို့ဒီ3လုံးပေါင်းရင်6လို့ထည့်လိုက်တယ်ပေါ့နော်အဲ့ဒီ6ကိုလည်းဒီ3လုံးပေါင်း6လို့ထည့်လိုက်တယ်ဒါဆိုဒီ3လုံးပေါင်း6လို့ထည့်တာကိုဒီ3လုံးပေါင်း6လို့ထည့်တာကိုအဲ့ဒီ6ကိုလည်းကျွန်တော်တို့ကဒီ3လုံးပေါင်း6လို့ပြန်ရိုက်လိုက်တယ်ပေါ့နော်ဒီ3လုံးပေါင်း6လို့ပြန်ရိုက်လိုက်ပြီးအဲ့6က6ထိတ်လို့ထည့်ပြီးအဲ့6ကိုကျွန်တော်တို့ဒီ3လုံးပေါင်းရင်6ဆို64ပေါ့နော်အဲ့တော့ဒါက2ကွက်ရှိပေါ့နော်6လင်း6ချေ2ကွက်တင်ကွက်ပေါ့နော်နောက်တစ်ခွက်ကကျွန်တော်ကြို point နဲ့63ဆိုတဲ့ကဏ္ဍကြိုက်တယ်ပေါ့နော်63ဆိုတဲ့6ထိတ်စီကိုကျွန်တော်ဘာဖြစ်လို့ကြိုက်နေတာလဲဆိုတော့6ထိတ်စီကြိုက်ကြိုက်ရတဲ့ကြိုက်ကွက်ကပေါ့နော်အဲ့တော့6ထိတ်စီကိုဘာဖြစ်လို့ကြိုက်လဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့ဒီမှာ3လုံးပေါင်း3မြလို့ရတော့ဒီ3မြနဲ့လည်းထည့်လိုက်တယ်ဒီ3လုံးပေါင်း9လို့ရတော့ဒီ3လုံးပေါင်း9နဲ့ထည့်လိုက်ဒီ3လုံး8လို့ရတော့ဒီ3လုံး8နဲ့ထည့်လိုက်တယ်ဒီ3လုံး4လို့ရတော့ဒီ3လုံး4နဲ့ထည့်6ထိပ်ပေါ့နော်အဲ့ဒီ6ထိပ်တွေကိုကျွန်တော်အစောနာပြတယ်ဒီ3လုံးပေါင်း6ကို6နဲ့ခက်ကို9နဲ့ဖြီလိုက်တာတို့ဒီ3လုံးပေါင်း1ကို1နဲ့ခက်ကို8နဲ့ဖြီလိုက်တာတို့ဒီ3လုံးပေါင်း8ကိုဒီ3လုံးပေါင်း9ကို9နဲ့ခက်ကို6နဲ့ဖြီလိုက်တာတို့ဒီ3လုံးပေါင်း2ကို2နဲ့ခက်ကို4နဲ့ဖြီလိုက်တာဆိုတဲ့6ထိပ်ပေါ့နော်အဲ့တော့ဒီ3လုံးပေါင်း3က3နဲ့ခက်9လို့ကြပြီးဒီ3လုံးပေါင်း9နဲ့ထည့်လိုက်တာတို့ဒီ3လုံးပေါင်း9က9နဲ့ခက်3မြလို့ထည့်ပြီးတော့3လုံးပေါင်း3မြနဲ့ထည့်လိုက်တာတို့3လုံးပေါင်း5က9နဲ့ခက်3လို့ထည့်ပြီး3လုံးပေါင်း3နဲ့ထည့်လိုက်တာလို့เนาะနောက်ပြီးကျွန်တော်တို့ဒီအစောနာကရိုက်တဲ့နှလုံးပေါင်း8နှလုံးပေါင်း9နှလုံးပေါင်း6 8ခွန်6 3လုံးပေါင်း8 3လုံးပေါင်း9 3လုံးပေါင်း6 8ခွန်6ဒီ3လုံးပေါင်း8ဒီ3လုံးပေါင်း9ဒီ3လုံးပေါင်း6 8ခွန်6အဲ့ဒါဒီ3လုံး8က8ထိပ်လို့ထည့်လိုက်တာလို့ဒီ3လုံး9ကခွန်ထိပ်ထည့်လိုက်တာလို့ဒီ3လုံး6က6ထိပ်ထည့်လိုက်တာဒါကြောင့်အကြောင်းမျိုးကြောင့်ဒီ site ကတူးနေတဲ့အတွက်ဒီ6ထိပ်ကိုကင်လိုက်ရခြင်းအကြောင်းဖြစ်တယ်ပေါ့နော်ဒါဆိုအဲ့6ထိပ်ကိုကျွန်တော်တို့ကနောက်တစ်မျိုးနောက်ပိတ်တစ်လုံးနဲ့သွားကြည့်မယ်ပေါ့နော်ဒါကတော့ညနေဒီ8ကတဲ့8ရက်နှစ်ခတ်ကိုတဲ့ဒီ3လုံးပေါင်း1လို့ရိုက်ပြီးညနေကျရင်1ထိပ်ရိုက်မယ်တဲ့ဒါဆိုဒီ6ကတဲ့6ရက်နှစ်ခတ်ကိုဒီ3လုံးပေါင်း9လို့ရိုက်ပြီးညနေကျရင်9ထိပ်ရိုက်မယ်တဲ့ဒါဆိုသူကရိုက်တည်ဖြစ်တည်မရိုက်တည်ဖြစ်တည်ပေါ့နော်ဒီခွန်ကိုခွန်ရက်နှစ်ခတ်3မြလို့ညနေရိုက်မယ်လို့တွေးထားရင်ဒီခွန်ဒီ3လုံးပေါင်းရင်ခွန်နှစ်ခက်3မြလို့ဖြစ်ဖို့3နောက်ပိတ်ရမယ်ပေါ့နော်ဒါဆိုရင်63ဆိုပြီးတော့ကြို point နဲ့တစ်ခွက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ6နဲ့က68 64 63 3ခွက်ကိုကြိုက်ပြီးတော့ကျွန်တော်တို့ဒီမှာရေးခဲ့တဲ့63မြ68 64 6ခွန်66အဲဒါတွေကတော့ကျွန်တော်အရန်နေကြိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာ69တစ်ခွက်နဲ့69တစ်ခွက်ကြံမယ်တော့နော်အဲ့တော့အစောနာကကျွန်တော်တို့ဒီ8ထိပ်နဲ့တစ်ခွက်ထည့်လိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာတခြားဒီထိပ်စီးတွေမကြိုက်တော့ဘူးကွာနော်ဒီနှလုံးပေါင်း9ပါဝါကိုလေးလိုက်တာတို့ဒီနှလုံး1ကို1ပါဝါ6လိုက်တာဒီနှလုံး3ပါဝါ8တာဒီနှလုံး8ဒီနှလုံး9ပါဝါ4နှလုံးပေါင်း1ပါဝါ6နှလုံးပေါင်း3ပါဝါ8နှလုံးပေါင်း5ပါဝါ3များနှလုံးပေါင်း9ပါဝါ2ဆိုတဲ့တစ်ထိတ်မကြိုက်ဘူးပေါ့နော်နောက်ပြီးရင်ဒီ3လုံး9ကို9နဲ့ခက်6လိုက်တာတို့ဒီ3လုံး6ကို6နဲ့ခက်9လိုက်တာတို့ဒီ3လုံး3ကို3နဲ့ခက်9လိုက်တာတို့ဒီ3လုံး8ကို8နဲ့ခက်1လိုက်တာတို့နှစ်ထိတ်မကြိုက်ဘူးပေါ့နော်ဒီ3လုံး9ကို9နဲ့ခက်ကို6လိုက်တာတို့ဒီ3လုံး6ကို6နဲ့ခက်ကို9လိုက်တာတို့ဒီ3လုံး3ကို3နဲ့ခက်ကို9လိုက်တာတို့ဒီ3လုံး6ကို6နဲ့ခက်9လိုက်တယ်ဆိုတဲ့3မြထိတ်မကြိုက်ဘူးပေါ့နော်ဘာဖြစ်လို့မကြိုက်တာလဲဆိုတော့9ကို9လို့ရိုက်ပြီးမှ9နဲ့ခက်6လို့ရိုက်တယ်အဲ့ဒီ6ကိုလည်း6နဲ့ခက်ပြန်9ရမယ်ပေါ့နော်ဒါဆိုခင်ဗျားကြိုက်တဲ့ဟာမှာ3မြထိတ်နဲ့ခင်ဗျားကိုအရင်ပြလိုက်မယ်ဒီ3လုံး9ကို9နဲ့ခက်6လိုက်တယ်ပေါ့နော်ဒါဆိုဒီ3လုံး9ဒီ3လုံး9နဲ့တစ်ခွန်လို့တစ်ခွက်တည်းထည့်လိုက်ပေါ့နော်ဒါဆိုဒီ3လုံး6ဒီ6နဲ့ခက်ကို9လိုက်တယ်ပေါ့နော်ဒါဆိုဒီ3လုံး6ကိုလည်းဒီ3လုံး6နဲ့တစ်ခွက်တည်းရှိ80လို့ရိုက်လိုက်ပေါ့နော်ဒါဆိုကျွန်တော်တို့ကဒီ3လုံးပေါင်း3လို့ရိုက်တော့3နဲ့ခက်9လို့ရိုက်လိုက်တဲ့အတွက်ဒီ3လုံးပေါင်း3ကိုလည်းဒီ3လုံးပေါင်း3နဲ့ထည့်ခွန်6လို့တစ်ခွက်တည်းရိုက်လိုက်ပေါ့နော်ဒါဆိုဒီ3လုံး6ကို6နဲ့ခက်9ဆိုပြီး3မြထိတ်ကိုကြိုက်ရင်ဒါဆိုဒီ3လုံး6ကိုလည်းနောက်ကို6လို့ရိုက်ပြီးနောက်ကို6လို့ရိုက်မယ်ဆိုဇီးဇီးလို့တစ်ခွက်တည်းထိုးလိုက်ပေါ့နော်ဒါဆိုဒီ3လုံး9ကရော9နဲ့ခက်ကို6လို့ရိုက်ပြီးဒီ3လုံး9ကိုလည်း9နဲ့တစ်ခွက်တည်းထည့်ပေါ့နော်နောက်တစ်လိုင်းပေါ့နော်ဒါဆိုဒီ3လုံး6ကိုလည်း6နဲ့ခက်9လို့ရိုက်ပြီးဒီ3လုံး6ကဒီ3လုံး6နဲ့တစ်ခွက်တည်းထည့်ပေါ့နော်ဒါဆိုဒီ3လုံး3ကိုလည်း3နဲ့ခက်9လို့ထည့်ပြီးဒီ3လုံး3တီလည်းဒီ3လုံး3နဲ့တစ်ခွက်တည်းထည့်ပေါ့ဒါဆိုဒီ3လုံး8တီလည်း
ရှစ်နှစ်ခတ်ကိုတစ်လို့နှစ်နောက်ပိတ်ရင်ဒီ3လုံးရှစ်တီလဲဒီ3လုံးပေါင်းရှစ်နဲ့နှစ်ပေါ့အဲ့တော့ तू ကနှစ်နဲ့3မြဆိုပြီးတော့နှစ်ကွက်ကြတယ်ဗျနော်နှစ်3မြပေါ့နော်အဲ့ဒါကြရင်ခင်ဗျားတို့ထိုးကြပေါ့နော်ကဲအားလုံးကတ်ကောင်းပါစေဗျာနော်ကျွန်တော်ဂျော်ကာလေးပါဗျာနော်ကျွန်တော်ဒီအကောင့်အစ်စ်ကိုကျွန်တော် share ပေးကြပါဗျာနော်အဲ့တော့ surprise များများလေးရအောင်ပေါ့